အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ channel လေးကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီပိုင်းလေးရဲ့ဆာမှာတော့အရင်ပိုင်းရဲ့အဆက်ဖြစ်တဲ့ဘေးထန်နဲ့ချမ်းလီစကားပြောနေတာလေးနဲ့စတင်ထားပါတယ်ဗျချမ်းလီရပဲစပြီးဘေးထန်နင်းနဲ့ရန်ရှိရတကယ်ပဲဘယ်လိုပတ်သက်မှုတွေရှိနေတာလဲဆိုပြီးတော့တန်တရားတွေနဲ့မေးလာတယ်လေတစ်ဆက်တည်းမှာပဲမူအိမ်တော်ကနင်းနဲ့ရန်ရှိရဲ့အကြောင်းကိုငါတို့ချန်ရင်တော့သုံးသပ်ခိုင်းထားတယ်နင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုတရားဝင်သုံးသပ်မှုနောက်ရက်နိုင်ငံနေမူအိမ်ရလို့ဒီလန်ဟောအကြောင်းကိုလာလိမ့်မယ်ဆိုပြီးပြောလာခဲ့ပါတယ်ပေထန်ကတော့ငါနဲ့ရန်ရှိရစိတ်သက်ထားကြတာငါတို့ရဲ့သူတို့သမီးလောင်ပေါ့နှစ်ဖက်မိဘတွေသဘောတူထားတာလေဘာဒီတန်တရားဝင်နေကြတာလဲဆိုပြီးကပ်ပေါ့ပဲပြန်ပြေရလေချမ်းလီကတော့ဒီကိစ္စကနေတင်တလောက်မယိုးရှင်ဘူးနင်ကမုံမိသားစုရဲ့တတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့မကိုက်ညီဘူးအဲ့တော့နင်တို့နှစ်ယောက်တူရှိလို့ရမှာမဟုတ်ဘူးဆိုပြီးတိုက်ရိုက်သတိပေးလာတယ်လေပေထန်တယောက်ကတော့ထားလိုက်ပါမူအိမ်တော်ကိစ္စကိုငါနဲ့မူရန်ရှိကြည့်ပြီးတော့ဖြေရှင်းလိုက်မယ်ဆိုပြီး80ဆက်ပဲပြန်ပြေတယ်လေပေထန်တယောက်စကားလမ်းကြောင်းလွှဲလိုက်ပြီးချမ်းလီလမ်းဟောတိုင်းကရမှာဝင်းကျင်စွမ်းရည်နေစူးဝင်းနေတဲ့နေရာရှိလားလို့မေးလိုက်ပါတယ်ချမ်းလီရလည်းဒါဝင်းကျင်ကြောက်တိုင်တော့ရှိတယ်ဒါပေမဲ့ဒီကြောက်မှာအဲ့ဒီကြောက်တိုင်နဲ့ပတ်သက်ပြီးငါပါဝင်ခေရတဲ့လူတော်တော်များများဝင်းကျင်စွမ်းရည်တွေကိုမရကြသေးဘူးနေစမ်းကြည့်ရင်တော့ငါလိုက်ပို့ပေးမယ်ဆိုတော့ကောင်းပြီဆိုပြီးနှစ်ယောက်သားထွက်လာခဲ့ကြပြီလေဒါဝင်းကျင်ကြောက်တိုင်ရဲ့စွမ်းအားကိုရယူခြင်းတော့ကြောက်တိုင်ရဲ့ရှုပ်ဝက်ချက်ကိုဖော်ထုတ်နိုင်မှရမှာပါဒါပေမဲ့ကျောင်းတော်ထဲမှာတော့အဲ့ဒီလိုလုပ်နိုင်တဲ့သူကရည်တွက်လို့ရတဲ့အနေထားပဲရှိပါတယ်ကြောက်တိုင်စီကိုရောက်တော့ပေထန်တယောက်ကြောက်တိုင်ကိုပတ်ပြီးလေးလာနေတယ်လေခဏကြာတော့ပေထန်တယောက်ကြောက်တိုင်ပေါ်ကစာလုံးတွေကိုမြင်ပြီးအဲ့ဒီစာလုံးတွေကအတွင်းပိုင်းစွမ်းအားတွေကိုပိတ်ဆို့ထားတဲ့တားမြစ်စီရင်တစ်ခုဆိုတာကိုသိလိုက်ရပြီလေချက်ချင်းပဲသူ့ရဲ့ဝိညာဉ်ကိုကြောက်တိုင်အတွင်းမှာရှိတဲ့စွမ်းအားတွေကိုရဖို့တားမြစ်စီရင်ကိုစပြီးချိုးပြပြီလေချမ်းလီကတော့ပေထန်လေးချင်းနေတာကိုကြည့်ပြီးဒီလိုကြည့်တော့ချောလိုက်တာဆိုပြီးနာဦးကြနေပါတယ်ဒီဝဲလေးစော်ကြီးချက်ကတော့ကျွန်တော်နီးပါပဲခဏကြာတော့ပေထန်တယောက်အစီရင်ကိုချိုးပြနိုင်လိုက်ပြီလေဒါမဲ့ရှိုးဝက်ချက်ရဲ့အဆုံးသက်တီတော့မဟုတ်သေးပါဘူးအချိန်ကလည်းမနေတော့ဘူးလေအဲ့ဒါနဲ့ပဲနှစ်ယောက်သားပြန်မှုဆုံးပြလိုက်ပါတယ်ချမ်းလီကပေထန်နေမနှပြန်အားလားအားရင်ကျန်းခွေခမ်းမအောင်သွားပြီးတိုင်းကျင်တဲ့နေတွားလေးချင်းအောင်ဆိုတော့ကောင်းပြီမနေ့ရှင်းနိုင်လောက်သွားကြတာပေါ့ဆိုပြီးနှစ်ယောက်သားနှုတ်ဆက်ရင်အတီးတီးထွက်လာခဲ့ကြပါတယ်ညဘက်ရောက်တော့ပေထန်တယောက်အိမ်မပြောလို့ဆိုပြီးဓာဝင်းကျင်ကြောက်တိုင်းရှိုးဝက်ချက်ရဲ့အဆုံးသက်ကိုဖော်ထုတ်ဖို့ပြန်လာလိုက်ပါတယ်အဲ့ဒီမှာပဲဇော်လေးတစ်ပွေနဲ့ထပ်တွေ့ပြန်ပြီလေကျွန်တော်ကြည့်သမျှတုံးကားကြီးထဲမှာတော့ဒီကားစော်ဘောသုံးပါပဲပေထန်တယောက်စပြီးစူးစမ်းနေပြီလေအချိန်တော်ကြာစူးစမ်းပြီးတဲ့နောက်မှာတော့ကြောက်တိုင်ရဲ့အတွင်းပိုင်းကိုမြင်တွေ့သွားခဲ့ပြီးအလင်းတန်းတစ်ခုကဝင်းကျင်စွမ်းရင်ဖြစ်ကြောင်းနားလည်ခဲ့ပါတယ်နောက်ဆုံးတော့ပေထန်တယောက်အောင်မြင်မှုရပြီးဝင်းကျင်စွမ်းရည်တည်တည်တာပို့တိုးလာသလိုဝင်းကျင်နန်းတော်လည်းပို့ပြီးတိတ်တိလာလို့ဝမ်းသာနေတယ်လေဝင်းကျင်နန်းတော်ဆိုတာဝင်းကျင်စွမ်းရည်ထူထီထားတဲ့နေရာကိုပြောတာပါအဲ့ဒီအချိန်မှာရုတ်တရက်ဆောနကစော်လေးရှေ့ကနေရောက်လာပြီးတော့နင်းကိုဘသူကညဘက်ဒီမှာလာပြီးလေ့ကျင့်ခိုင်းတာလေဒီမှာညဘက်လေ့ကျင့်ခွင့်ရှိတာငါတယောက်တည်းပဲနင်းငါ့ကိုနောက်တစ်ခါလာနောက်ရှက်ရင်အပြစ်ပေးမယ်ဆိုပြီးစာပြီးဖျဲပြီးလေပေထန်ကလည်းလာခြင်းလို့လာတာလေးစိတ်ဝင်စားအောင်ဆိုပြီးမတိမဲ့မြင်ပြန်ပြေးလိုက်တော့စော်လေးခမရတင်းပြီလေအဲ့ဒါနဲ့ပဲပေထန်ကိုပြေးတိုက်လိုက်ပါတယ်ပေထန်ကလည်းယူနေတာလားဆိုပြီးပြန်တီးပြီလေနှစ်ယောက်သားပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြပါတယ်စော်လေးကဒဏ်ရာရထားပါတယ်တိုက်ခိုက်လို့ဆင်မပြေသေးပါဘူးအဲ့ဒါနဲ့ပဲမသားလေးနေနောက်တစ်ခါငါရှိပေါ်မလာမိစေနဲ့ဆိုပြီးချိန်မောင်ပြီးထွက်သွားပါတယ်ပေထန်ကတော့မမလှလှရဲ့အလားတွေအောက်မှာကြောင်တောင်လေးကြံခဲ့ပါတယ်နောက်တစ်ခါမှာတော့ချန်လီတယောက်ချမ်းခွေခမ်းမှာပေထန်ကိုစောင့်နေပါတယ်ပေထန်ရောက်လာတော့ပေထန်နေလာပြီပဲဆိုပြီးနှစ်ယောက်သားခမ်းမာတွေကိုဝင်လာကြပြီလေအထဲမှာတော့ကျဉ်ကျန်သူတွေအများကြီးရှိနေပါတယ်ချန်လီကပေထန်ငါကောင်းငင်စင်ခမ်းမာကိုငါထားတယ်နှစ်ယောက်လူချင်းညံကြတာပေါ့ဆိုပြီးခမ်းမာတကားကိုဖွင့်လိုက်ပြီလေကောင်းကင်စင်ခမ်းမာထဲမှာတော့ကျန်းခွေရှင်မျိုးကိုချိတ်ပိတ်ထားပါတယ်ကျန်းခွေဆိုတာကတော့ပညာချင်းဖလှယ်ပြီးတိုက်ခိုက်လို့ရအောင်ဖန်တီးထားတဲ့စာရုပ်ပုံစံအရုပ်တွေကိုပြောတာပါဒါမဲ့ကျန်းခွေနဲ့တိုက်ခိုက်ထားတဲ့ဆိုင်လူချင်းပညာဖလှယ်တာပို့ပြီးတယောက်တည်းလေပေထန်ကငါအားနေများတယ်နေသိပြပါမလားဆိုတော့ချန်လီရတယ်ငါ့ကိုထင်မသိနဲ့ဆိုပြီးစိန်ခေါ်လိုက်ပါတယ်အဲ့ဒါကြောင့်ဘေးထန်နဲ့ချမ်းလီတို့လည်းပညာချင်းစပြီးဖလှယ်ကြပြီလေပညာဖလှယ်ရင်တိုင်းကျင်တဲ့တိုးတက်အောင်လို့ပါနှစ်ယောက်သားစမပြတ်ကိုတိုက်ခိုက်ရင်လေ့ကျင့်နေကြပါတယ်အချိန်တစ်ခုကြာအောင်ပညာဖလှယ်ပြီးတော့နှစ်ယောက်သားမောနေကြပြီလေပညာမဖလှယ်ပဲဘာတွေလုပ်လိုက်လဲမသိပါဘူးဘေးထန်ကတော့ပလက်လေးပါကျွန်တော်လည်းမမြင်လိုက်ရလို့ဘာလုပ်လိုက်မှန်းသိချာမသိပါဘူးချမ်းလီရပဲဘေးထန်နေပင်မနေနင်းကိုပင်မပြေတင်မဲ့နေရာကိုငါလိုက်ပို့ပေးမယ်ဆိုတော့ချက်ချင်းပဲတွားကြတာပေါ့ဆိုပြီးနှစ်ယောက်သားထွက်လာကြပြီလေလူချင်းမင်းတို့မှာတော့အလုပ်ကိစ္စမဲ့သူရှိမှာမဟုတ်ပါဘူးသူတို့လာတဲ့နေရာကတော့လမ်းဟောတိုင်းကေရရဲ့ဝင်းကျင်စွမ်းရည်ရေကန်မှာလူချင်းမင်းတို့ထင်တဲ့နေရာမဟုတ်ပါဘူးဝင်းကျင်စွမ်းရေကန်မှာတော့ဝင်းကျင်စွမ်းရည်ပြန်လဲဖြစ်တင်နိုင်တယ်လို့ခန္ဓာကိုယ်လည်းအားရင်ပြန်လဲဖြစ်တင်နိုင်ပါတယ်အဲ့လိုနဲ့နှစ်ယောက်သားရောက်လာပြီးကြီးကိစီမှာရေကန်နှစ်ခုငားပြီးမဲ့ရေကန်တစ်ခုပဲအားတော့တာပါနောက်ဆုံးမှာတော့ရေကန်တစ်ခုထဲမှာနှစ်ယောက်စိန်မှုဖြစ်လာပြီလေချမ်းလီကတော့ရှက်နေပါတယ်ပေထန်ကတော့ဘာမှကျူးဆိုင်ပဲရေစိန်နေတယ်လေချမ်းလီကလည်းရှက်ရှက်နဲ့ပဲရေစင်းစိန်လိုက်ပါတယ်ပေထန်ကချမ်းလီလို့ခေါ်လိုက်တော့ဘာလို့မယ်လို့ထင်လို့လည်းမသိပါဘူးအရှက်ပို့ပြီးတုံနေပြီလေသူကသာရှက်နေတာပါပေထန်ကတော့ငါချင်းညံတော့မယ်ဆိုပြီးချင်းညံနေပြီလေဒီပိုင်းလေးကတော့လောက်ပါပဲဗျအတစ်တစ်တွေကိုနေ့တိုင်းတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်မဖုတ်ပါအားလုံးကျေးဇူးတင်ပါတယ်ဗျ